ဟယ်လိုမင်္ဂလာပါရှင်အခုမှနေ့ပြပေးတာတော့ယောက်ျားလေးဝှေ့ဆွဲကြိုးငါးမူသားတွေပြပေးလိုက်တာဖြစ်ပါတယ်ရှင်ဆွဲကြိုးလေးတွေကတော့ကိုကြိုက်နေတဲ့ဒီဇိုင်းလေးတွေအပေးလို့ရပါတယ်ချစ်ချစ်လေးတွေလည်းရှိတယ်မချစ်မပွားဒီဇိုင်းလေးတွေလည်းရှိတယ်အရန်ပွားတဲ့ဒီဇိုင်းလေးတွေလည်းရှိတယ်ပေါ့နော်ဒါလေးကတော့မချစ်မပွားဒီဇိုင်းမတိုးမရှိဒီဇိုင်းလေးတွေပြပေးလိုက်တာဖြစ်ပါတယ်ရှင်ယောက်ျားလေးဝှေ့ဆွဲကြိုးငါးမူသားတွေပြပေးလိုက်တာဖြစ်ပါတယ်ကိုဘယ်ဟာလေးတွေကြိုက်လဲပေါ့နော်လက်ခကျတော့ဒီဇိုင်းမတူရင်လည်းလက်ခတွေမတူပါဘူးရှင်တန်ကြိုးလိုင်းတွေရှိမယ်ကျန်စစ်လိုင်းလေးတွေရှိတယ်လိုင်းမောင်းစုံမှန်တော့အများကြီးပဲနော်ကိုကဘယ်ဟာမျိုးလေးကြိုက်လဲပေါ့နော်ကိုကြိုက်တဲ့ဒီဇိုင်းလေးတွေကိုလက်ခအပီးစီးဘယ်လောက်ဆိုတာဝယ်တဲ့နေ့ဝယ်တဲ့အချိန်ကျမှသာပြောလို့ရမယ်နော်ရွှေစည်းကအချိန်တိုင်းမှာအပြောင်းလဲရှိတယ်စနေတနင်္ဂနွေကတော့ရွှေစည်းအတူတူပဲကျန်တဲ့အချိန်ဆိုလို့ရှိရင်တနင်္လာနေ့တောက်ကြနေ့ထိတနေ့ကုန်ရွှေစည်းတွေအပြောင်းလဲရှိတဲ့အတွက်ကိုကဝယ်ကန်နီးမှာတခါတည်းမေးတခါတည်းတတိမဘဏ်ကိုငွေလွှဲမှတာပေါ့နော်အကောင့်တူတွေလည်းအထူးတတိထားကြပါရှင်ရွှေနဲ့ပတ်သက်ရင်တတိမဘဏ်ပဲသုံးပါတယ်ရှင်